Hello မင်္ဂလာပါဒါလေးကကြတော့ဒီဒါလေးနဲ့မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ဒါက acrylic ရေးရတာပေါ့ဒါ canvas site ကလေးတွေသူက44 site ကလေးပေါ့အရင်ချုပ်ဖို့ကောင်းတယ်သိလားဒီထဲမှာကြတော့2 4 5 5ချက်ပါတယ်5ချက်ကိုမှသူက9500ရတယ်ပေါ့နော်အဲ့ဒါမှတော်တော်မစိုးဘူးပေါ့ဒါဆိုလို့ရှိရင်သူက canvas လေးပေါ့ canvas ဆိုတော့ဒီချေတို့က acrylic ရေးတဲ့အခါကြလို့ရှိရင်ဒါလေးတွေသုံးမယ်အဲ့တော့ဒါလေးကိုဒီချေကဖွင့်ပြပေးမယ်နော်ဒါလေးဆိုဒီချေကဖွင့်ပြပေးမယ်ဒါ mini canvas လေးတွေပေါ့နော် mini canvas လေးတွေပါဒါလေးဆိုရင်5ချက်ပါတယ်ပေါ့နော်ဒီချေတို့ဒါလေးဆိုလို့ရှိရင်ဒါလေးနဲ့ဒီချေပကြီးဆွဲပြမှာဖြစ်ပါတယ်ဒါမှနော်ဒါဆိုလို့ရှိရင်အားလုံးပေါင်း5ချက်ပါတယ်5ချက်ကိုမှ9500ရန်ဆိုတော့တက်နေနော်ဒါလေးနဲ့ဒီချေဆွဲပြမယ်နော်အဲ့တော့ဒီချေဆွဲပြထားတယ်ပေါ့နော် The Starry Night ပကြီးကားလေးပါဒီပကြီးကားလေးရဲ့ step by step လေးကိုဒီချေကနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ထားပေးတယ်နော်